Mira golan tanungale singwe Sunigo mulajima jimu giye Ah Nabi Dudiram Nama Cibang Seni Cemado Sashi Cenyau Aku diam Dong Sashi Cenyau Nyadu dia bermadikani Kau jatuh Dia kongjian namanya Càng có gì là càng của biển này, phải càng có gì càng của biển rồi, cô đi qua đâu đi mà càng mà có gì vui là, có gì mà đi biển, à càng, mà rồi đi chơi cái này, càng rồi là cô mà bên người càng đi Này người càng đi Quen vào Miền vào Cô đồ gọng đi lâu bột ra Đó các bạn đu đi em nhà em xí vui lá Xí để đá với mẹ đeo này đeo tù ghê Ở đâu rồi Càng chế mà đu đu Cho bà chế mà đu Càng chế mà đu đu Lâu số ra đu đu xí đu lâu la ra đu đu la xí đu Chán ra ra đu đu xí đu Sen ra ra đu đu la xí đu Xí đu lá Xí đu Thế ra bù ra đu đu xí đu Xí ra đu đu la xí đu À Bù ra đu đu ya Cô ấy nó mới ra đu đu mà Cô ấy mà đi về đi mê đi cả yes Cô ấy là quên bụng Mà đu Càng kia là mà đu Đó Ra là nế Càng con gì nế Bà hữu bì hàm nế Càng hữu bì hàm nế Ra là nế Nhớ ra bì hàm ta đua đi ra sư lên khá đông gạ Tu bà đu lê rồi là đeo gạ Đó cả mà đu lê đeo lê đeo mà tu đào Đây mà quay cha lê quả Nhớ ra bì hàm là sao Nhớ ra bì hàm Cái chỗ mà đây xế bì đó Cái chỗ mà bà lửa ta tù thế này Nhớ bà lửa sao thế này Cô lửa bà lửa ta xế gì mà lấy gì mù là Lấy gì Lấy gì này rồi ta xế ra cả này rồi biểu bộ mà lửa mù là Nhớ ra bì hàm phía ra bóng chị Tu bà lửa lên này Khi đó cả mà ta cho ra yêu ra mấy mà đi hả Nhà đá xây Karuna xây ta na chế na mu xây Mà xí dạng Ta đã hòa đi gồm Ta phía lý xí đi Cái cha đi đi gồm ta ra đi Hãy đi luôn nhớ ta cho ra yêu ra mấy Hãy đi luôn ta cho ra yêu ra mấy mà đi hả Từ hoa ta gồm ta đi hả đoạ Thế đấy khá mà để người ấy bị gồm cha ya bị đó Lúc bị đó bia nhau là đấy khá mà nè về À đất xí mà nè yào À thật tù nè Cho bà đồ đó nè À lô đồ là nè Từ hoa ta lô nhà đá xây mà xí lô Ta na chế na xây mà xí lô Karuna kê lô Từ hoa ta gồm ta lại đó từ hoa À đất đồ đồ nè mà đề hoa bù lạc Thế hoa này rồi à đi cả này dạo Cô mà lê bè à đất đồ nè cả này gồm Mà kháng ra ya bù lạc
မကောင်းတာလို့တော့မကောင်းကျိုးမခံရရဘူးလားခံရပါဗျာကောင်းတာလို့ရင်ကောင်းကျိုးခံရရသူပါလူလင်းနဲ့ဒီလောကမှာတချို့သောယောက်ျားမိန်းမတွေကြတော့ကရုဏာစိတ်ရှိတယ်နာကျင်နာစိတ်ရှိတယ်တရဝရီကမတဘူးသူအတတ်ချင်းမှရှောင်ကျင်ကြတယ်တော့ဘာလို့လဲသူတတ်ချင်းမှရှောင်ကျင်တယ်ခရီးလိုသူတို့ကအတကိုမတတ်တဲ့ပုဂ္ဂိုလ်တွေကတေးရင်နဲ့နတ်ပြည်ကိုရောက်ပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလည်းအသက်ရှင်ရှင်နဲ့နေရတယ်ကုသိုလ်ကောင်းမှုပြီးရအခုသာသနာတော်ပိုင်းတရား80 90 60 50 40 30 နောက်ဆိုရင်ဒီသာသနာတော်ကြီးကအတပိုးပို့ပြီးတော့တိုးလာတိုးပြီးတော့ပိုးပို့ပြီးတော့ပြန်ရှည်သွားအကျိုးရှည်လိုက်တိုးလိုက်နဲ့ဖြစ်နေတော့မှာအဲ့ဒါနဲ့အတမတိုးစေဖို့အတွက်အသက်ရှည်ခြင်းနဲ့ဆိုရင်ဘာရှောင်ရသူတော်ဘာတတ်ခြင်းမှာရှောင်ရမယ်အဲ့ဒါနမကျလေးကိုအဲ့ဒီမိကိုလေးကိုလင်္ကာလေးတိုင်နေလိုက်တူတူလေးပါမှတ်ထားဖို့သူများအတာတတိအတွက်အတကိုမတို့မတရှောင်းရှာထိုသူများရှေလျာအတကိုသူများအတတတိအတွက်အတကိုမတို့မတရှောင်းရှာထိုသူများရှေလျာအတကိုဆိုကြည့်ပါသူများရောင်းနေတယ်အဲ့ဒါမမဆိုရင်းမတရှောင်းရှာနားတော့နောက်တော့ဆိုမှရက်နေလားတူတူလေးပါနားကြောင်းဒါပါလေဘယ်လဲမြတ်ကိုနေရောမရတာကိုရှောက်တိုင်းနေဆိုပြီးတော့ဟာပါကျင်းပြောပါအဲ့ဒါနမတေမေကိုနမနိဥပါလိလင်္ကာရှောက်မြတ်စွာဘုရားတဲ့တချို့သောယောက်ျားမိန်းမတွေဟာအနာယောဂါတွေများပြီးတော့တချို့ယောက်ျားမိန်းမတွေဟာအနာယောဂါဘာကြောင့်ကင်းရှင်းရတာလဲဗျာအနာယောဂါများတဲ့သူတွေလည်းမတွေ့ဘူးလားတွေ့ပါပါဗျာဒီအနာယောဂါတွေများလို့ကိစ္စလို့အဆုံးလို့ဆုံးလို့ဝဲလို့ညင်းအားဒီပေါ့ဒီလိုနာယောဂါတွေနဲ့ဒီလိုသူတွေလည်းရှိတယ်လို့အနာယောဂါကင်းရှင်းပြီးတော့နော်အသက်ရှင်နေနေတဲ့သူတွေလည်းရှိအဲ့ဒါဘာကြောင့်မှလဲဗျာဆိုတော့မြတ်စွာဘုရားကသူကလူလေနဲ့တချို့သောယောက်ျားမိန်းမတွေကခုနကပြောတယ်လို့ပေါ့တတဝရီဘောဓနာကျင်နာမှုရှိမရှိကရုဏာကင်းပြီးတော့သူတစ်ပါးအပေါ်အမြဲတမ်းမြင်ပါနှိမ့်ဆက်ရရှိတယ်ပြောပါလို့တရမတဘူးမြင်ပါနှိမ့်ဆက်တာပေါ့တရားရအောင်အသာနာအောင်အနာပေါက်အောင်ဒီလိုမျိုးသူတစ်ပါးအပေါ်
ကရုဏာကင်းပြီးတော့ညင်ပန်းနေကြတဲ့ပုဂ္ဂိုလ်တွေဟာသေတဲ့အခါမှာငရဲပြည်သို့ရောက်ကြပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲအနာရောဂါတွေများတယ်။ကြောက်ပါများအနာရောဂါတွေများတယ်။ဘာကြောင့်များလဲ။သူတစ်ပါးအပေါ်ညင်ပန်းနေကြလို့တရားရနဲ့အနာရောဂါမများကြဘူးဆိုရင်ခါလို့ရသူတစ်ပါးကမငင်းမမလို့ရရဘူးဒီလောကမှာတော့တချို့သောယောက်ျားမိန်းမတွေကကရုဏာရှိတယ်အနာကျင်နာသိရှိသူပြီးတော့ကြည်သူကိုယုံကြည်ရွယ်သူကိုလေးစားငယ်သူကိုသနာပြုတယ်ဆက်ငယ်သူတွေကိုလည်းမနှိမ့်စားဘူးတတော်ပါလေးအပေါ်မှာလည်းငင်းပါမနှိမ့်ကြတဲ့အတွက်အဓိသူတွေဟာတဲ့အခါမှာနတ်ပြည်တို့ရောက်ကြပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲအနာရောဂါကင်းရှင်းတယ်ရောဂါကင်းရှင်းတယ်အနာရောဂါကင်းရှင်းတယ်အနာရောဂါများတဲ့လူတွေတွေ့ဘူးသလားတွေ့ပါဘူးအနာလေးပေါ့နော်တိုင်းမှာလည်းရှိတာပဲအနာရောဂါများတဲ့တချို့အနာရောဂါတွေမရှိဘူးရတာနဲ့အနာရောဂါမများခြင်းဒီတစ်ပါးကိုညင်ပန်းနေစေခြင်းမှာဆောင်ရမယ်အသက်ရွှေခြင်းရင်ဒီတစ်ပါးတော့သက်ခြင်းမှာဆောင်ရမယ်ခဏမျိုးရှိနာမျိုးသူ့အဆုံးနဲ့သူ့အဆုံးပေါ့တတာအကတူလာနဲ့မရှိလားမရှိတာတော့ဖြစ်တယ်အကတူလာနဲ့အကရှိတာယောဂများတာနဲ့ယောဂနေတာသူ့အတွက်နော်ရာဒီလင်္ကာလေးကိုတားမင်းမယ်နှိမ့်စကလူမြေချဲသူယောထုယောဂါဆိုအနာစိတ်တွေမနေနဲ့ကင်းရှင်ယောဂါကိုနှိမ့်စကလူမြေချဲသူယောထုယောဂါဆိုအနာစိတ်တွေမနေနဲ့ကင်းရှင်ယောဂါကိုဆိုကြည့်ပါဟာမရမှာလည်းပြက်သွားပြောရတာပေါ့နော်မရပါနဲ့ဆိုရင်လူများကြိတ်နေတာပေါ့တချို့ကြရင်ရောချအစာမရတော့ဖျားပြက်သက်ဆိုတာသူဆိုအများကြီးပဲဆိုတာဟောတယ်ရေးရှိဒီထဲတော့မပါပါဘူးရတာလေနမသုံးလေးကိုပြတ်သွားပြီအရှောက်ပြတ်သွားပြီတဲ့တချို့တော့ယောက်ျားမိန်းမတွေရုပ်ဆိုးပြီးတော့တချို့ယောက်ျားမိန်းမတွေဘာကြောင့်ရုပ်လှတယ်လဲဖေဟာပြောလို့လျှောက်တယ်လေဟိုနောက်ကပရိသတ်ကြီးဘယ်လိုလျှောက်တယ်ဟာကြမ်းပါလားမကြားလို့လားမေဆောင်းနားလည်းဆောင်းလိုက်အားကြီးလို့လျှောက်တော့မြတ်စွာဘုရားကသူ့ဘာလူလေတချို့သောယောက်ျားမိန်းမတွေကဒေါသတာကြီးပြီးတော့သူတစ်ပါးပေါ်စံညာတလုံးပြောဆိုရင်
ဘိုးဘိုးတို့ဘာဘာလို့ဒေါသကြီးရဲ့မျက်နာလာပါ မှန်ပါဗျာ မျက်နာကြီးမြည်ရဲ့မျက်လုံးကြီးဘူးတော့ပါလားဟောပြောကြည့်အောင်ဒီလာလို့ဒီလာလို့ဒီပါမျက်နာကြီးမြည်ရဲ့ကချိုးလည်းများတယ်လေကြောင်ကြဒေါသတော်ကြီးမိမဖြစ်သူကမမိုးကပြောကောင်းကြောင်ကြဘလောက်ဒေါသကြီးမမိုးပြောကောင်းတော့တေးတာကတစ်ချက်မှရိုက်ခါပြောကောင်းကြောင်ကြဖြစ်သူကဒုက္ခဆိုအညနေရောယောက်ျားကြီးတွေလည်းကိုပါရဲ့ပြောကြည့်လေကိုပါရဲ့သူခေါ်တဲ့ပုံစံကြည့်ကိုပါရဲ့တော်ရဲ့ကျုပ်ချောက်ကျွေးဝဲလို့ဝဲလို့တော့ကြည့်လို့ပြီအပြောကအခါကဓာတ်ကိုင်းရောအသေးပဲကိုပါရဲ့တော်တဲ့ကျုပ်သေးကပြန်သေးရပါလေတော့ဒေါ်လာကြီးရမကောင်းပါတော့ဒေါ်လာကြီးကလည်းလာရမုံတို့နဲ့အဒီဓာတ်ကြီးတွေပါပြီးတော့ဒေသွားတဲ့ခါမှာတဲ့ဒေါ်လာကြီးရဲ့ရဲပြီးရောက်ပြီးတော့လူပြည်ပြန်ရောက်တဲ့ခါမှာလည်းပဲအတိတ်ကမျက်နှာမုံတို့ကြီးတွေနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရာခုဘဝမှာမျက်နှာပုတ်ဆိုးအယုတ်ဆိုးတယ်။ကြပါဆိုးတယ်လေ။မျက်နှာပုတ်ဆိုးအယုတ်ဆိုး။ဘာလို့ယုတ်ဆိုးလဲ။ဒေါသကြီးပါဗျာ။ပြောပါကြည့်လို့။ဒေါသကြီးပါဗျာ။နောက်ကဘိုးဘိုးတို့ဘာတွေဘာကြည့်လို့တချို့တော့ယောက်ျားမိန်းမတွေကြတော့သူတို့ကဒေါသမထားမေတ္တာစိတ်နဲ့ကိုလိုဘာလို့မေတ္တာမကြည်လင်ဘူးလားကြည်ပါဗျာမေတ္တာဆိုတာရေလိုကြည်လင်နေတဲ့အဲ့ဒါနဲ့တချို့တော့ယောက်ျားမိန်းမတွေကမေတ္တာကြည်တဲ့အတွက်ကြောင့်တည်တဲ့အခါမှာနတ်ပြည်တို့ရောက်ကြပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲအတိတ်ကမေတ္တာရှိတဲ့အခြေတတ်တွေကြောင့်အခုပြည့်တော့ပါမှလာပြီးတော့ခါပြည့်တယ်ကျုပ်ချော်တယ်ရောက်လာရဲ့ဖျားနဲ့လိုက်ကိုခံပြင်းတော်တာကြည်တကအလှပြတ်မီဆိုဒေါသကင်းစင်မေတ္တာရှင်ကြည်လင်လာသကိုခံပြင်းတော်တာကြည်တကအလှပြတ်မီဆိုဒေါသကင်းစင်မေတ္တာရှင်ကြည်လင်လာသကိုရလားဆိုကြည့်ပါအလားပြေတယ်ဆိုဒေါသကြီးစီတန်မောင်းချင်းရှိပါလေထားပါလိမ့်ဒီနေရာမှာဒေါသဖြစ်နေရာမှာဒေါသကြီးကမကောင်းဘူးဆိုတဲ့ပုံမြင်လေးပေါ့ခေါင်းကြီးနေရာပါလေဆိုတော့ဒေါသကြီးလို့ဘယ်လိုလုပ်အများခံရတယ်ဆက်ပါလေဒေါသကြီးလို့ကြံပါရပါဗျာဘာညာမှာပေါ့ကိုဖိုးတော်ဆိုတဲ့ခိုင်းကြီးရှိအားဒီတော့အားရဒေါသရာကြီး
ပြောပါကြီးရဒေါသတာကြီးသူသမီးကမမြအေးပြောပါဒီပါအဲ့တော့တနေ့ကျတော့ကိုဘုဒ္ဓကလေတော်ထဲမှာလေသွားထုံတော့လေသွားထုံတော့အားနဲ့ဟာသွားတဲ့ထုံလာမှန်တယ်ဒါပေမဲ့ကထုံးကြိုက်ပြီးထုံရတာနော်အောင်းမီးလေးနဲ့အဲ့ဒီလိုဆိုတော့ကိုဘုဒ္ဓကဘောင်းဝင်နေမလို့ဝင်နေပစိုးကြီးဝတ်ပြီးတော့သွားထုံအချက်အတွင်းလာတယ်မပါအပါရတိရမလားရေတော်ထဲမှာဆိုတော့ရှုံနေနေဆိုတော့ပစိုးကရှုံနေနေညှိပြီးခဏခဏကြွကြတခါကြွကြလိုက်ဆွဲတင်ရလိုက်ကိုကြလိုက်လောကမပြီးရောတခါကြွကြလိုက်ဆွဲတင်လိုက်ဝေးရလိုက်တခါကြွကြလိုက်ဆွဲတင်လိုက်ဝေးရလိုက်ကျန်လာတဲ့စိတ်တို့ဟာဒီပဇွန်တလာတော့ကျွတ်ချင်လို့လှုပ်ပြလိုက်ဘယ်နာရောက်သွားမှမသိပဇွန်မြောင်လာဖမ်းကြည့်အောက်ကကျခါလည်းမပါဘူးဆိုမြောင်လာဖမ်းကြည့်ရောအဲ့ဒါကြီးလေထုံးအောက်ကပဇွန်ကသူလှုပ်ပြလိုက်တာနားရောက်သွားမှအားနဲ့စိတ်တို့လိုနဲ့လေထုံးနေလေတို့နေတော့သူသမီးမမြရရလေသူ့ဘီကထမင်းကြိုက်လာဖို့ရပေါ့လာဖို့တော့မြင်နေဘေးကဘူးရဟာတော့ကိုဘိုးတို့ကြီးကဘယ်လိုထုံးနေမှမသိအောက်ကပြောမကောင်းနဲ့ဒီလိုသူသမီးရလဲလာလေပြီဆံပြောမှာဟေးကိုဘိုးတို့မှာခမည်းသမီးလာလေပြီပစိုးမြောက်ဝတ်တော့ခမည်းသမီးလာလေပြီလုံးဝပြောလို့မရစိတ်တုံတွေနဲ့လဲထုံးလိုက်အဲ့တော့သူသမီးရရောက်ချအမေလည်းကြည့်လို့ရလားဟောတော့အဖေဆိုလည်းလာခေါ်လိုက်မှာသူသမီးတန်ကြားတယ်မှာရှင်းကြည့်ဟာသမီးဆိုပစိုးလိုက်ရပစိုးကမရောက်တော့မယ်ရောက်ခိုင်းအဲ့ဒါနဲ့ပစိုးလိုက်ရတယ်မတွေ့မဲ့တူတော့ထိုင်ကြလိုက်တာကောင်းပါလေဆိုပြီးတော့ထိုင်ကြထိုင်ဆိုချင်တော့သူထိုင်မဲ့အောက်မှာကပစိုးလုံးတောင်ကလမ်းမကြီးထောင်ပြီးတော့စောက်အားကြညံ့နေပြီအားကြညံ့နေဆိုပြီးလမ်းမကြီးထောင်စောက်အမှန်လေကိုဘိုးတို့ကလည်းထိုင်ကြသူ့ဟိုရောက်ကုန်မှာမလို့ညရောဆိုပါတော့ဗျာညချလိုက်အားကြမှာဒေါသကြီးတာမကောင်းဆိုတာဒီအစိုးလုံးညခံလိုက်ကြားရတယ်ဘိုးတို့ဘာလို့ဒေါသကြီးတာကောင်းရဲ့ဟာမှန်ပါဗျာဒေါသကြီးရည်လို့အစိုးလုံးညခံရတာတတိထားပြီးတော့နေရောက်ကြားရတယ်ဒေါသကြီးရင်ပါဖြစ်အဲ့ဒါပြောနေတာသူကလူလေမေးတဲ့ဟာကိုပြောနေတာအဲ့ဒါကြီးရပါဗျာတူနေတော့လေမားတယ်လားဘောလို့အဲ့ရောက်မှဒေါသကြီးပကြုံလုံးညခံတယ်ဒေါသကြီးရုပ်ဆိုးပဲတဲ့ပြပါဆုံးဘာဟာပြောပြတာပါနော်ကြားရတယ်ဒေါသမကြည့်ပဲနဲ့မေတ္တာကြည့်ရင်ပါလားဒီထဲမှာယုံမလားခြင်းနဲ့ပါလားမပါဘူးဗျာယုံမလားခြင်းနဲ့လက်ညှိုးဆောင်နေတာ
ဘာနေရောက်တော့ပါဘုမပါခေါ်လို့လာချင်ကြနော်ဖျားတယ်နဲ့ဘယ်နှချက်ရှိဟုတ်ကဲ့ပါဗျာဟုတ်ချနမတေကဒီကဘာတတ်ရင်အတတ်တူမကြရင်အတတ်ရှိမယ်နမနေကဒီဝါလေးပါနေတယ်သူတစ်ပါးကိုညင်ပါနေကြရင်နာယောဂများမငင်းမမနေကြရင်နာယောဂသိခြင်းနဲ့နမတော့ဒေါသကြီးရင်ရုပ်ကမှလည်းရတစုံလုံးရအဝကိုယ်နာမရင်ဟောသုံးဆုံးဝိဒါကြီးရင်ဟုတ်လာမယ်ဒါရနဲ့နမလေးရှောက်မြတ်စွာဘုရားတဲ့တချို့သောယောက်ျားမိန်းမတွေကြတော့အချာရနဲ့နေပြီးတော့ဆွေမျိုးပေါင်းချင်းချာရနဲ့နေပြီးတော့တချို့သောယောက်ျားမိန်းမတွေကြတော့ဘာဖြစ်လို့အပေါင်းနဲ့ချွေရနေသာသမီချွေရနေဘာဖြစ်လို့ပေါ်ရတာလဲခင်ဗျာဘယ်လိုလျှောက်တော့တချို့တော့ရကြတယ်ဟာရောထားပါတော့လေအဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကသူပါလူလေတချို့ယောက်ျားမိန်းမတွေကအိတ်တာများပြောပါများအိတ်တာမစ္စရိယမနာလုံးလို့စိတ်သူများတယ်ဘုရားဘာဘာတွေပါလို့ကိုထတာတော့ကိုထတာမနာလို့အဲ့ဒီလိုမျိုးဒီလိုအိတ်တာမစ္စရိယကြီးများစွာဖြစ်ပြီးတော့ဒီတစ်ပါးကိုမနာလိုတဲ့စိတ်တွေကြောင့်အိတ်တာမစ္စရိယများတဲ့ပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာငရဲပြီးရောက်ပြီးတော့လူကြည့်ပြန်ရောက်တဲ့ခါမှာလည်းပဲသာသမီချွေရမရှိဘူးပြောပါမရှိဘူးသာသမီချွေရမရှိပါဗျာတချို့ကယောက်ျားမိန်းမတွေကြတော့အိတ်တာမများဘူးကိုယ်တတ်တာရင်ဝမ်းမြောက်တယ်ပြီးဒီဖြစ်တယ်လူမျိုးအိတ်တာမတားပဲနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်တို့ရောက်ပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲသာသမီချွေရနဲ့ပေါ်တယ်ပြောပါပေါ်တယ်သာသမီချွေရနဲ့ပေါ်ပါဗျာသာသမီချွေရနဲ့ပေါ်တယ်ဖိုးတို့ဘာတို့သာသမီချွေရနဲ့မပေါ်ခြင်းဘူးလားပေါ်ခြင်းပါဗျာပေါ်ခြင်းနဲ့ဆိုပါလို့ရအဲ့ဒါမထားရဘူးအဲ့ဒါမစရိယာတွေရှောမယ်ကိုထတာလို့ရှိရင်ဝမ်းရရမယ်အခုဒီစမရတော့ကိုထငယ်သူတွေကိုတော့ခရုဏာရှိပါတယ်တနာရောက်ဒါပေမဲ့ကိုထတာသွားရင်တော့မူဒီတာဝင်ဖို့ကနေတော့ပြောပါပြပါမူဒီတာဝင်ဖို့ပါဗျာလဲသွားပြီပြာတာနဲ့အိတ်ကများရင်ချာရနေမယ်အိတ်ကနေရင်ချာရနေများလေကျလိုက်ရမနာလိုဗျာအိတ်ကချာချာရကင်းပြီဆိုအိတ်ကမထာမမြောင်ညာဟောမြာချွေရန်ကိုမနာလိုဗျာအိတ်ကချာချာရကင်းပြီဆိုအိတ်ကမထာ
ပေါ်များချွေရန်ကိုဆိုကြည့်ပါဟာပါလေမနာလိုပြီးတော့အိတ်ဓာတ်တွေများနေရင်ချမ်းရနေနေမယ်တကောင်ကြတဲ့မျက်နှာပေါ့ကိုယ်လည်းချိကြရမဟုတ်ဘူးကိုမလည်းခုံနာမဟုတ်ဘူးဒါကိုပဲလေမနာလိုတို့စိတ်တင်ထားနေမယ်ဆိုရင်အဒီလိုမျိုးသာသမီချွေရမယ်မရှိဘူးကျို့သာသမီကမကောင်းလို့ညောင်မင်းမှာပါဆုံးတော့ကြောက်မှမရမရခြင်းနဲ့လူတွေကြတယ်လေရှာပါပြန်ပြီရှိပါဦးလားမရှိသာသမီဆွေးနွေးရများတချို့သာသမီတွေများလာတော့ချိန်သေးတယ်ခရင်နေချင်းဘူးဒီလိုဒီမှာစားရမရှိပါဘူးကလေးကြီးကသုံးခါလောက်စားတယ်ဟာချိန်ရဲ့ဒီနေရာမှာအလူလေးမျိုးရှိတယ်အလူလေးမျိုးကမိမိကိုယ်တိုင်ယူပြီးတော့သူတစ်ပါးကိုလည်းတိုက်တွန်းတယ်နောက်တစ်ခုကမိမိကြတော့မလူဘူးသူတစ်ပါးကိုလည်းတိုက်တွန်းတယ်နောက်တစ်ခုကြတော့မိမိကြတော့လူတယ်သူတစ်ပါးကိုလည်းမတိုက်တွန်းဘူးနောက်ဆုံးတစ်ခုကြတော့မိမိလည်းမလူဘူးသူတစ်ပါးကိုလည်းမတိုက်တွန်းဘူးအဲ့လိုမျိုးဒီပါဗျာဒီလိုမှတ်ထားကြသာသမီချွေရများခြင်းနဲ့ဆိုရင်ဒီတစ်ပါးကိုရှုဖို့တိုက်တွန်းကြနော်မနာလိုတို့စိတ်တွေမပြေကြနဲ့ချမ်းသာခြင်းနဲ့ဆိုရင်မိမိကိုယ်တိုင်လည်းလှူသာသမီတွေများခြင်းနဲ့ဆိုရင်ဒီတစ်ပါးကိုလည်းလှူဖို့တိုက်တွန်းမယ်အားဒီလိုဆိုရင်အားဒီသူတွေကနောက်ဘဝမှာချမ်းနဲ့ချမ်းသာပြီးတော့သာသမီချွေရမပေါ်မှာလားပေါ်မှာလားပေါ်ပါဗျာနဘတ်ချုံပေါ့နဘတ်ချုံပေါ့ကောင်းသွားတာလို့တချို့ကြတော့လေမိမိကိုယ်တိုင်ကြတော့မလူဘူးသူတစ်ပါးကိုတော့လူဖို့တိုက်တွန်းတယ်တိုက်တွန်းတော့မိမိကိုယ်တိုင်မလူတော့ချမ်းသာပါမှာချမ်းသာပါဗျာမချမ်းသာပါဗျာဆေးရင်သူတစ်ပါးကိုတော့လူဖို့တိုက်တွန်းတယ်ဆိုရင်ဘာများသာသမီတွေချာရနေများမယ်ဒါခုနကပြောတယ်ပေါ့စားကြရမရှိဘူးတော့မလူတန်းကလို့ဆင်းလာကြတော့ဆင်းရတယ်ဇေကဒီတစ်ပါးကိုတော့တိုက်တွန်းတယ်သာသမီချင်ရများဆွေးဘွားမလောက်မိမိကိုယ်တိုင်လူပြီးတော့သူတစ်ပါးကိုမတိုက်တွန်းလာကြတော့မိမိလူရင်ဘာဖြစ်မလဲချမ်းသာမှာသူတစ်ပါးကိုတိုက်တွန်းရင်ချမ်းရနေများအမောသူတစ်ပါးကိုမတိုက်တွန်းတော့ချမ်းရနေမယ်ခွင့်အားပြောတယ်ဝါသမီးကမကောင်းလို့ဒါစုတောင်းဖျက်မှမရဘာသာရှိလို့တင်ညာသာသမီးခေါ်မွေးတာကိုလက်ထဲမှာရတော့မာတာထောင်လို့ဒီလက်ထဲကျတော့ယောဂပြီးတော့စေုစကံကလာရပြီရောနော်ဒါတိတ်ကသူတစ်ပါးကိုလူကိုမတိုက်ကုန်တယ်နောက်ဆုံးတစ်ခုကျတော့မိမိလည်းမလူဘူးသူတစ်ပါးကိုလည်းမတိုက်ကုန်ဘူးမိမိမလူတော့စီးရင်မယ်သူတစ်ပါးမတိုက်ကုန်တော့အချာရနေမယ်သာသမီချွေရမရှိတော့အောင်ကြွပါပြီတမန်နာရတာနဲ့သာသမီချွေရနေလည်းများခြင်းနဲ့ချမ်းလည်းချမ်းသာခြင်းနဲ့ဆိုရင်မိမိကိုယ်တိုင်လည်းလူရမယ်သူတစ်ပါးကိုလည်းလူကိုတိုက်တွန်းရမယ်ဒါမှနှစ်ပတ်စောအဖတ်ချုပ်ပေါ်ကောင်းတာပေါ့ရတာနဲ့နံပါတ်၄ကသူတစ်ပါးကိုမနာလိုတာတွေဝန်လိုတာတွေဖြစ်ရင်သာသမီအချာရနေနေမယ်
မနာလိုဝန်တို့စိတ်တွေမရှိလို့ကျင်သားသမီးချွေရနေများမယ်ဘာနဲ့ချက်ရှိ ဒီကျပါဗျာ ဒီကြနမတေက ဒီတဘာကိုတိုင်တာပဲဗျာဒီတဘာကိုတိုင်ကိုလိုက်ချက်ပါ ဟာ ဒီတဘာကိုညမ ဒီဘာကိုတိုက်ရင်မကရင်ဒီဘာကိုညင်ပါနေချရင်မညင်ပါမနေချရင်ရောက်ပါခင်ဗျဒေါသကြီးရင်မိသားကြီးရင်ရောက်လာမယ်မနာလိုရင် ချွေရနေပါပါဗျာ မူရီတာဝင်ပြီးတော့ဝါမြောက်ရင်ချိုင်းရနေပေါ်ညာနေဆိုင်နာကိုလိုက်ကြမလူမတာမပေးက6ခန်းဥစ္စာဆိုစွန်ကျဲလေးထုံယူပါကုန်ကုန်လုံးကျွဲဝလူမလူမတာမပေးက6ခန်းဥစ္စာဆိုစွန်ကျဲလေးထုံယူပါကုန်ကုန်လုံးကျွဲဝလူဒါတော့ဒီပြီးသားပဲဘိုးလိုပါပါလေလူရင်ပါပြီ တန်းတော့ မလူရင်ခုပြည်တော့ကမှချမ်းသာတာဒီအတိတ်ကဘာလို့လဲအခုပြည်တော့ကမှဆင်းရဲတာဒီအတိတ်ကဘာလို့လဲနောက်မှချမ်းသာခြင်းရင်ချမ်းသာရင်ဘာလို့ရဆင်းရဲခြင်းဆိုတော့ဘာလို့ဆိုတော့ဒါနမပိုင်ကံကြရမှာမျက်နှာငယ်တက်သူများစားလို့ကိုမစားနိုင်သူများကြွားလို့ကိုမကြွားနိုင်သူများရွှေတွေဝေဝေလို့ကိုမဝေနိုင်သူကဘာတိုက်ကြီးအင်ကြီးပေါ်နေလို့ကိုမနေနိုင်သူများကားကောနေစီလို့ကိုမစီနိုင်ဒီဘာပတ်စံများရလို့ကိုမရနိုင်အများကြီးပဲပေါ့လေဆက်တာလေဒါနမပိုင်ကံကြရမှာပါကြီးရမျက်နှာရတယ်ရတာနဲ့မလူမတမပေးခိုင်းရင်ပြည့်စုံကြတယ်6ခန်းနဲ့လူရန်ပေးခိုင်းဆုံးကျရင်ပြည့်စုံကြပုံများမယ်ဒါရဘိုးလေးဝဝလေးတိပိတာပါခါရမဘနဲ့ကျရှိ အားကြပါဗျာ 5ချက်တဲ့နံပါတ်6ထိုက်သူရိုးကျိုးမန်ကိုချိုးအမျိုးမြတ်တကူထိုက်သူရိုးကျိုးထားပါတော့ဟောပေါ်မှာတစ်ခုကြံခဲ့မမနာကျွဲကိုတူဝဲမျိုးနွယ်ညံ့မီဆိုထိုက်သူရိုးကျိုးမန်ကိုချိုးအမျိုးမြတ်တကူမမနာကျွဲကိုတူဝဲမျိုးနွယ်ညံ့မီဆိုထိုက်သူရိုးကျိုးမန်ကိုချိုးအမျိုးမြတ်တကူဆက်ချိုးတော့ယောက်ျားမိန်းမတွေမမနာမရှိဘူးလားရှိပါဗျာရှိတယ်ကိုယ်တိုင်ကြည့်တဲ့သူတွေကိုဆိုစရာကောင်းမှမသိငါတတ်တယ်ငါတော်တယ်ငါတတ်ပညာတတ်တဲ့သူမရှိဒီလိုမျိုးမမနာတွေကြီးပြီးတော့ကိုယ်တိုင်ကြည့်တဲ့သူတွေကိုလည်းပဲယူတရားကောင်းမှသိရလားသိပါဗျာအဲ့ဒီလိုမျိုးမမနာကြီးတဲ့ပုဂ္ဂိုလ်တွေကတဲ့အခါမှာရွေရဲပြီးတော့ရောက်ကြရပြီးတော့
ရေပြီးတော့ယောက်ျားရပြီးတော့လူကြီးကိုပြန်ရောက်တဲ့ခါမှာလည်းပဲအမျိုးရုပ်တယ်ပြပါရုပ်မျိုးရုပ်တယ်တော့ပါဟာထောင်းနာမျိုးပြိုင်ပါမယ်ဒီတော့မမလေးဒီတဲ့သူကိုကျွေးလို့ရတဲ့မျိုးပြိုင်ပါမယ်ဒီမဒီဘူးပေါ့ဟိုလိုပါပါလေးဒီမှာပေါ့နော်ဆရာနဲ့မမနာကြည့်တဲ့ပုဂ္ဂိုလ်တွေကဘာမျိုးတယ်လဲမျိုးပါရဗျာအမျိုးရောက်တယ်မျိုးညမ်းနဲ့အမျိုးမှာဖြစ်ရမမနာမကြည့်ပဲနဲ့ကိုယ်တည်းကြည့်တဲ့သူတွေကိုယိုသေးတယ်မန်ကိုချိုးလို့ရှိရင်တော့မမနာမထားဘူးကြည့်တဲ့သူကိုယိုသေးရကောင်းမှန်းကြည့်တယ်နေရတိုင်းနေရာမှန်ကြည့်တယ်ကိုယ်တည်းကြည့်တဲ့သူကိုယိုသေးတယ်မမနာမရှိဘူးငါတက်တယ်ငါတော်တယ်ဆိုတဲ့မမနာမရှိတဲ့ပုဂ္ဂိုလ်တွေကြတယ်နေတဲ့အခါမှာနတ်ပြည်သို့ရောက်ကြပြီးတော့လူပြည်ပြန်ရောက်တဲ့အခါမှာလဲတထေးမျိုးတို့ပုံနာမျိုးတို့မင်းမျိုးတို့နော်အဲ့ဒီအမျိုးတွေမှာမဖြစ်ရဘူးလားဖြစ်ရပါဗျာဖြစ်ရတယ်ပြရတာနဲ့မမနာထားရမှာလားမထားရဘူးလားထားရပါဗျာမမနာထားရင်ဘယ်မှာဖြစ်အမျိုးညံ့တဲ့နေမှာဖြစ်မယ်မမနာမထားရင်မြတ်ပါဗျာကိုယ်ဘာဘာတို့အမျိုးမြတ်မှာဖြစ်ကြလားအမျိုးရုံမှာဖြစ်ကြလားမျိုးမြတ်ပါဖြစ်ပါဗျာအဲ့ဒါဆိုရင်မမနာထားမလားမထားဘူးလားထားရပါဗျာမထားအောင်မမနာတွေကိုဆောကြအဲ့ချောင်းတိုက်ချီနောက်ဆုံးနမ9ချက်သူ့ပါလို့လည်းမြတ်သားဗျာတဲ့တချို့သောယောက်ျားမိန်းမတွေဉာဏ်ပညာထိုင်းလိုက်တာစာလေးတစ်ခုကိုချက်နောက်မရောတချို့ယောက်ျားမိန်းမတွေကြတော့တထွာပြတဆောင်နေဆိုတော့ဉာဏ်ပညာကြီးပါတယ်ဗျာတဲ့ဘာကြောင့်လဲဘာဖြစ်လို့ပါလဲဗျာရှောက်ကမြတ်သားဗျာပြန်ဖြေသူကလူလေးတချို့သောယောက်ျားမိန်းမတွေကကိုယ်တပညာတတ်တဲ့ပညာတော်တဲ့သူတွေမှာမရှိကမမေးမမြန်းကိုတိကျင်တဲ့အရာတွေကိုလည်းမမေးအဟုသူရတွေကိုလည်းမမေးအဲဒီလိုတိဝဲဟုသမျှကိုမမေးတဲ့ပုဂ္ဂိုလ်ဟာခြေတဲ့အခါမှာလည်းပဲငရဲပြီးတော့ရောက်ကြပြီးတော့သူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲဉာဏ်ပညာထိုင်းတယ်ပြောပါထိုင်းတယ်လေဉာဏ်ပညာထိုင်းပါဗျာဉာဏ်ပညာဘာကြောင့်ထိုင်းတိဝဲဟုသမျှမမေးလို့ပြောပါပြီလို့တိဝဲဟုသမျှမမေးလို့ပါဗျာဟုတ်သူကလည်းကိုမတိတဲ့အရာတွေကိုကိုယ်တစားတတ်တဲ့ထော်တဲ့သူတွေရှိမှာမရှိကမမေးညာလို့ကြီးရဲ့ဉာဏ်ထိုင်းမယ်ကိုတိကျင်တဲ့အရာလေးတွေကိုမေးတဲ့ပုဂ္ဂိုလ်တွေဘဟုတုဒလေးတွေအကြမြင်များအောင်ဘဟုတုဒရအောင်ဒီဝေသမျှလေးတွေမေးတဲ့ပုဂ္ဂိုလ်တွေကသိတဲ့အခါမှာနတ်ပြည်လိုရောက်ပြီးတော့လူပြည်ရောက်တဲ့အခါမှာလည်းပဲဉာဏ်ပညာကြီးမယ်ပြောပါကြီးမလဲဉာဏ်ပညာကြီးမယ်အဲ့ဒါနဲ့ဘုရားဘာဘာတို့ဉာဏ်ပညာထိုင်းကျင်ကလာဉာဏ်ပညာကြီးကျင်လားဉာဏ်ပညာကြီးပါဗျာအဲ့ဒါကိုဘာလို့ရမလဲကိုမတိတဲ့ຢာလေးတွေကိုမေးမယ်ဘုရားရအောင်ကုသိုလ်တွေလည်းဘယ်လိုကုသိုလ်တွေလုပ်ရမလဲဒီလိုလေးတွေမေးပြီးတော့လုပ်ရမယ်ပေါ့အဲ့ဒါမှဘာဖြစ်မလဲဉာဏ်ပညာကြီးလေ
လိုက်သူတီးပွဲဟုမြာမမေကချင်းအပညာဆိုကြာမြင်များအောင်မေးလေးဆောင်ခုနောင်တတိလိုတီးပွဲဟုမြာမမေကချင်းအပညာဆိုချမ်းမြင်များအောင်မေးလေးဆောင်ခုနောင်တတိလိုတိဝကမြမေးလိုက်လို့ရှိရယခုဘဝမှာလည်းမသိဘူးလားယခုဘဝမှာသိတယ်လို့နောင်ဘဝမှာလည်းမသိမှလားသိမလားသိပါပါဗျာသိမဲဒါသူ့ဘာလူရင်းမေးတယ်မေးကိုခနဲ့ချက်နမတေသူများအတ္တရင်အတ္တတို့မယ်မတရင်ဒီဘာကိုမြင်ပါနေကြရင်မမြင်ပါမနေကြရင်ဒေါသကြီးရင်မေတ္တာကြီးရင်အိဒါမစရိယများရင်မူဒီတာဝင်ပြီးတော့ကိုယ်တတ်တဲ့သူတွေကိုဝမ်းမြောက်ရင်ညာမယ်မလူရမ်းမပေးခိုင်းရင်လူရမ်းပေးခိုင်းရင်ချမ်းသာလေမာမနာကြည့်ရင်နောက်ကဘိုးဘိုးလေးဝါးမာမနာကြည့်ပါဗျရိုးရိုးမယ်မာမနာမကြည့်ရင်အမြင်မြင်မဲ့ချက်ကြီးရိုးချိုးမောင်ကိုချိုးမြင်ရတော့ကိုတိဝဲဦးကမြမမေးရင်ဉာဏ်ပညာထိုင်နေချမ်းမြင်များအောင်ဘုရားရအောင်မေးလို့ရှိရင်ဉာဏ်ပညာတတ်မယ်ယခုဘဝမှာလည်းတတ်တယ်လို့နောက်ဘဝမှာလည်းတတ်တယ်ဒါရနဲ့ဒီခုနကြဘောကံဒုဘေးမတူဘောဒါရနဲ့ကံကောင်းကြီးရင်ကံကိုပြင်းဆိုတဲ့တရားဘုရားဝါပါတို့ဒီတူပါလူတွေနေတဲ့အချက်ခုနဲ့ချက်ကိုလိုက်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါဗျာမကောင်းမှုအကုသိုလ်မှန်သမျှရှောင်ကျင်ဖို့မလိုဘူးလားလိုပါဗျာဒုနာတိဝေးဝေးကရှောင်ကျင်ဖို့မလိုဘူးလားလိုပါဗျာဘာနာတိခုနာတိကြားဘူးလားကြားအောင်မရလားရှေးတော့ဖိုးကြတာပါရှိအဲ့ဒီဘိုးကြီးတို့ကလေရှိမရဘူးလာတော့လေရောအကောင်လေးကိုလေရှိမရနဲ့ပါရောအော်ဒီကြတဲ့မကောင်းတဲ့အလုပ်ကြီးကိုမြောက်ဆိုရတဲ့ပတ်ချင်းရရှိတယ်ရိုးရိုးချစ်တာချက်ခိုးချောင်းခိုးဝဲချစ်ကြသူတွေမှာပါဆိုလားရိုးရိုးချစ်တာငါဒီလိုခိုးချောင်းခိုးဝဲမာလို့လေစမြန်မာတော့သူတို့ကအချိတ်ဆက်လို့ထားဘယ်လိုကြီးမရကလည်းခလေးကျော်တယ်လို့ပြရရဲ့ပရိတ်တို့တယ်လို့လေရှိတော့တော့သွားလို့မရဘူးလေလေမရှိမအချက်နားလေးလိုက်လူကလေးရဲ့မောင်တိုက်ရှင်မင်းဖေးလေချောင်းသွားပြီကွယ်အိပ်ပါတော့လားလာခြင်းလာတော့ဘောင်းမရှိဘူးတဲ့လာခြင်းလာတော့ချက်ပြီးလိုက်ချိတ်ဆက်လို့လားနော်ကိုယ်ကလည်းဇိုင်းလျှောက်တယ်လို့ဈဉ္ညာလျှောက်တယ်လို့သမဏလာခဲ့နေလေစကဝါလေးသူယခုမြန်သွားရောက်သွားပြီရောက်သွားတာပေါ့အစိတ်ကျလောက်သွားတယ်ဒီလိုနဲ့နေလာခိုက်တနေ့ကျတော့ချောင်းသားပြီးသူကညာကြီးမင်းကောင်ပြန်လာဟုတ်တော့
ယောက်ျားပြန်လာဖိုးသူတော့ကလုံးဆွဲခေါ်ပါအမိုးလက်ခွဲဆက်ဆွဲခေါ်ရတာကလုံးမှာစပင်မှမရှိဆွဲခေါ်သွားပြီးတော့လူတက်ချိုင်မလွတ်တဲ့စေအိုးထဲမှာဖိုးသူတော်ထဖိုးသူတော်ရုပ်ထည့်ပြီးတော့သူ့ဖိုးသူတော်ခေါင်းကြီးကစေအိုးထက်ကိုမောက်မောက်ကြီးဘူးကြီးဖြစ်ထွက်နေတာပေါ့အဲ့ဒီဘောကြီးကိုဘာနဲ့လဲမသိအုပ်ထားတာအုပ်ထားတော့ဒီဖြစ်သွားတာအဲ့ဒီဘာလို့မဟုတ်ပါဘူးဒီမှာမိဖို့ကြောင့်မှကြောင်စားလာနေတာကြည့်ကြောင်စားကြောင်ဟုတ်ပါဒီစေဝရဖူးဖူးရဘာလို့လဲတော့နေတော့မတိလားမသိတော့စာချောက်ဖို့ယူဝဲယူလာတဲ့ထုမဲ့မောင်းကြီးကြီးလေအခုတကယ်မောင်းကြီးကြီးရတယ်သူ့ခေါင်းရဖူးဖူးညကြီးတော့မမြင်ရဝဲအဲ့တော့လင်းပြသူကပြောဟုတ်လားအေးတဲ့ငါဝဲလာတဲ့မောင်းကြီးကြီးကတခါမှမထုကြည့်ရတယ်အရှက်ဘိုးသူကချိန်တာငါမောင်းကြီးကြီးကိုစော်ရမှာလေမောင်းကြီးကြီးကိုစော်ရမှာမောင်းလို့အော်ရင်မအော်ရင်ငါတို့ကိစ္စပေါ်တော့မယ်ဆေးပါဘိုးသူကဟိုအတင်းမကြီးယူလာခဲ့တော့ပါထူချာဒူဟူဟူဟဲ့နေကဘာလာရင်းတော့တော့နေတော့စင်အိုးတွေမောက်တာတော့စင်အိုးတွေကလာတယ်လှိုင်းတာမို့မရနော်အဲ့ဒီမလင်းလင်းလာအားကြဒီချိန်မှာအဲ့ဒီမလုံးပါပါဦးလှိုင်းတာမို့လေမိမလည်းပြောကောင်းနောက်ရက်တက်ဒူဟူဟူဟာအေးပြောကြည့်အတောင်ပြောတာဘာရင်စင်းကနေတော့နေတော့စင်းဝရဲမောက်တာနှိမ့်ကြလို့ဣနေတာပေါ့နောက်ရက်တက်ဒူဟူဟူသူ့ဘာညာတော့နားလာတယ်ဒူနာသူ့ဘာညာတော့ထိတ်ကနာဒူနာအဲ့တော့ယောက်ျားပြန်အိတ်တော့မှဆင်းရတဲ့အခါသူ့ကောင်းလေးသူ့ပုံရေးတယ်ကြီးတော့နောက်လေးရောက်တော့ခွာနှမ်းကောလူကလေးရဲ့မောင်တက်ရှင်းနဲ့အဖေလေးရောက်သွားပြီကွယ်အိတ်ပါတော့လာစီချင်သေးတာဟုတ်အဲ့တော့ဟိုကဘိုးကြီးကထိတ်ကဘူးကြီးရတယ်မပြောက်ဘူးမလာနိုင်တဲ့အကြောင်းပေါ်လေးပြန်ပြောလိုက်နမနာလာကြီးမရဲ့မနေ့ညကဒူနာနာကိုကြောက်လာပြီးခဲ့တယ်ခါတော့ဦးရဲ့နော်အဲ့ဒါနဲ့ပြက်သွားတယ်နော်အဲ့ဒါနဲ့မကောင်းဘူးအခုတော့မနညာဒူနာကြီးဝေးကရှောင်းနိုင်ဖို့မလိုဘူးလားလိုပါရဲ့ဗျာဟုတ်တယ်အဲ့ဒါနဲ့ထိုးရဝါတို့ကံမနညာလာပြီးတော့ခန္ဓာကိုယ်လာရောက်ပြီးတော့လှုပ်ရတဲ့အတွက်အလုံးလာလို့တဲ့ဆိုတာဘိုးဘိုးတို့ဘဘတို့ကြီးပွားချမ်းသာရင်လို့မဟုတ်ဘူးလားဟုတ်ပါရဲ့ဟုတ်တယ်အထုပ်ထိပ်ရောက်ချင်လို့မဟုတ်ဘူးလားဟုတ်ပါရဲ့အဲ့ဒါနဲ့အထုပ်ထိပ်ရောက်ချင်တဲ့ဘဝမှာအထုပ်ထိပ်ရောက်ချင်တယ်ဆိုလို့ရှိရင်အထုပ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်မယ်ဆိုရင်အခုကိုရင်ပြောမယ်ဘာဝနာ5မျိုးနဲ့ပြည့်စုံရမယ်ပြောပါ5မျိုးဘာဝနာ5မျိုးပါဗျာဘာဝ
နာငါမျိုးဘုရားဘာဝလို့လည်းဓမ္မလက်ဆောင်တော့အလုံးတွေဘယ်လိုလုပ်ရမလဲဆိုတာကိုလုံးလာလို့ရတဲ့အတွက်နံပါတ်1စီရကာလဘာဝနာကြာမြင့်စွာအလုံးလို့ရမယ်ပြောပါတယ်ကြာမြင့်စွာလုံးလို့ရဟိုချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်အခုလောက်အခုချမ်းသာသွားတာဟုတ်ရဲ့လားဟုတ်ပါဗျာအနေနဲ့ကြနေလေးရဲ့အကြာကြီးလောက်လာမှချမ်းသာတာမဟုတ်ဘူးလားဟုတ်ပါဗျာဟုတ်တယ်ရတာနဲ့အခုလောက်ပြီးတော့အခုဖြစ်တာမဟုတ်ဘူးချမ်းမြင့်စွာအလုံးလို့ရမယ်နမနဲ့နိရန္တရဘာဝနာမယမနာအချမ်းမရှိအလုံးလို့ရမယ်မယမနာဆိုတာကသမင်းမစားရအောင်ရှည်မကောက်ရတော့အောင်မအေးရတော့အောင်အဲ့ဒီလိုမဟုတ်ပါဘူးဒီနေ့လှုပ်လိုက်မနှပြမလှုပ်လိုက်ဒီနေ့လှုပ်လိုက်မနှပြနောက်နေ့မလှုပ်လိုက်ဆိုရင်အဲ့ဒီအလုပ်ကအောင်မြင်ပါမလားအောင်မြင်ပါဗျာအောင်မြင်တော့ရတာနဲ့အလုပ်ကိုမယမနာအချမ်းမရှိလှုပ်ဖို့မလိုဘူးလားအဲ့ဒီလိုလုံးမအောင်မြင်ပါလားအောင်မြင်ပါလားအောင်မြင်ပါဗျာအဲ့ဒီလုံးမမဟုတ်ပဲဒီနေ့လုံးမနှပြန်မလို့တပတ်ကလုံးဘိနောကမလို့အဲ့ဒီလိုကျွင်းထားခဲ့ပြီးတော့လုံးနေမယ်ကိုရင်အောင်မအောင်မြင်တော့ဘူးအောင်မြင်ပါဦးမလားအောင်မြင်ပါဗျာရတာနဲ့နမနဲ့နိဒန္တရဘာဝနာအယမနာအကြမရှိအလုံးလို့ရမယ်နံပါတ်3နိရဝတေတဘာဝနာအကျွေးအကြံမရှိပြေပြေဝဝအလုံးလို့ရမယ်ပြောပါလေတော့အကျွေးအကြံမရှိဆိုတာကလေသမားဆိုရင်လေအကြောင်းကုန်သိနေရမယ်စပ်ပြင်းတဲ့သမားဆိုရင်စပ်ပြင်းတဲ့အကြောင်းကိုသိနေရချုပ်ရရတော့ဖြုတ်တော့ပြီးမတတ်တတ်ရင်သူအလုံးပြပါမလားပြပါဗျာဖြုတ်တဲ့ကလည်းတက်လေတက်တဲ့ကမယ်အသေးစိတ်ကစအကုန်လုံးတဲ့ကမယ်အကျွေးအကြံမရှိဘူးကိုရင်တို့လည်းပဲဒီတိုင်းပဲစာကြရဟိုစာကြောခွာချလိုက်ဒီစာကြောခွာချလိုက်ဒီစာရခါလို့မကြက်ပဲနေလိုက်လို့ရှိရင်ဒါကလေးကသာမပေါ်တယ်မှာအကြီးစာကြီးမေးလိုက်ရပါအောင်မလားရပါဘူးဗျာမရတော့ဘူးရတာနဲ့တို့ဒီပဲလူတွေမှလည်းပဲကာသမားတို့ခါကြောင်းအကုန်သိနေရလမ်းကားတွေဆိုလည်းပဲဖြတ်လမ်းကဘယ်လမ်းဘယ်ကိုရောက်တယ်ဘယ်လမ်းဘယ်ကိုရောက်တယ်ဖြတ်လမ်းမသိရင်မြန်ရောက်ပါမှာရတာနဲ့ကျွေးအကြံမရှိပြေပြေဝါဝါလို့လို့ရမယ်ရဘလို့လို့ရမလဲအကျွေးအကြံမရှိပြေပြေဝါဝါလို့လို့ရမယ်ဒါထုတ်ချေရောက်ကြောင်းဘာဝနာငါမျိုးပေါ့ရိုးရိုးသေးသေးလေးလေးစားစားနဲ့အလုပ်လုပ်ရမယ်ပြီးတော့ဘယ်လိုလုပ်ရမလဲရိုးရိုးသေးသေးလေးစားစားနဲ့လုပ်ရမယ်ကိုလုပ်တဲ့အလုပ်ပေါ်ရိုးသေးရလေးစားရမလေးမစားနဲ့မလုပ်ချင်မခိုင်းချင်မှုဆိုရင်အဲ့ဒီအလုပ်အောင်မြင်ပါမလားအောင်မြင်ပါဘူးဗျာမယုံမသိမလေးမစားနဲ့စပ်ကြီးကြီးတွေကိုလည်းပဲရိုးရိုးသေးသေးလေးလေးစားမခိုင်းမဲနဲ့လုံးချင်တယ်လို့လုံးပလိုက်မယ်ဆိုရင်ဒါအထုတ်တွေရောက်ပါဦးမလားမရောက်ပါဘူးဗျာမရောက်တော့ဘူးရတာနဲ့သက္ကိသဘာဝနာကိုလုံးတဲ့အလုပ်ပေါ်မှာလည်းပဲရိုးရိုးတည်တည်လေးလေးစားစားနဲ့လုပ်နိုင်ဖို့မလိုဘူးလားလိုပါဗျာနမငါအဘိရတိဘာဝနာပျော်ပျော်ရွှင်ရွှင်နဲ့ပျော်ပျော်ပါပါရွှင်ရွှင်လန်းလန်းနဲ့အလုပ်လုပ်ရမယ်ပြောပါလို့ရမလဲကိုလောက်တဲ့အလုပ်ပေါ်ပြောရှင်ရမယ်ပေါ့အဲ့ဒီလိုမျိုးမဟုတ်ပဲစိတ်မပါတယ်လို့မိဘခိုင်းလို့ဆရာသမားခိုင်းလို့
ဖိပါကိုကြောက်လို့ဆရာသမားကိုကြောက်လို့သင်္ကေတချင်းတွေကတိုက်တွန်းလို့အဲ့ဒီလိုမျိုးမဖြစ်စေနဲ့ကိုလုံးတဲ့အလုပ်ပေါ်ကိုပြောရွှင်နေမှာဟာဖြစ်အောင်မြင်မယ်ကြရတဲ့နံပါတ်1စီရာကာလဘာဝနာကြာမြင့်စွာအလုပ်လုပ်ရမယ်မှတ်သားလို့ပြီးပြန်ပြီပါဠိမပြောရရဲ့မြန်မာပြန်လေးပဲပြောစီရာကာလဘာဝနာကြာမြင့်စွာလုပ်လို့ရမယ်မများပါဘူး9မျိုးတည်းပါတော့ညမှတ်ထားနိုင်မှာနံပါတ်2နိရန္တရဘာဝနာမယမနာအကျွေးအကြံမရှိအလုပ်လုပ်ရမယ်နံပါတ်3နိရဝတေကဘာဝနာဘယ်လိုရမလဲဒီလားနံပါတ်3နိရဝတေကဘာဝနာအကျွေးအကြံမရှိပြေပြေဝဝအလုပ်လုပ်ရမယ်နံပါတ်4တက္ကိစ္စဘာဝနာရိုးရိုးတည်တည်လေးလေးစားစားလုပ်လို့ရမယ်နံပါတ်5အဖိယတိဘာဝနာပျော်ပျော်ရွှင်ရွှင်အလုပ်လို့ရမယ်နားမည်လားမေးမယ်တော့မမေးရကိုတိတလာကလေးလည်းမှတ်သွားကြဘူးနော်တရားလာနာတယ်ဆိုတာကဘုံသူကရခြင်းတရားနာပြီးတော့အခုနာပြီးတော့အခုမေ့သွားရင်တရားနာရတာအကျိုးရှိပါမလားရှိပါဘူးဗျာတလုံးမှမိအကျိုးမရှိဘူးလားရှိပါဗျာရှိတယ်တလုံးမှမိအကျိုးရှိတယ်နှလုံးမှမိအကျိုးရှိတယ်အကုန်လုံးမှမိဘလို့အကျိုးရှိတာရတာနဲ့ဒီဘာဝနာ5မျိုးဓမ္မလည်းဆောင်ဖို့ဆရာတော်နဲ့ကံကောင်းခြင်းလည်းရင်ကံကိုပြင်းနဲ့ဘုရားဝါရနာမကံကြီးကောင်းခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ကံကြီးပိတ်နေတဲ့ကံကြီးနှိမ့်နေတဲ့ကံကြီးမြင်သွားအောင်ပွင့်သွားအောင်ကံလေးကိုပြင်ဖို့မလိုဘူးလားလိုပါဗျာလိုတယ်ရတယ်နဲ့ဘုရားဘာသာရေးအိမ်ငိုက်မငိုက်ဘူးလားငါ့ကိုအိမ်ငိုက်လားငိုက်ပါဘူးအဲ့ဘာဘာကံလေးတော့ဘုရားဘာသာရေးအဲ့ဒီလိုတိုးလေးလေးပြောတော့အကြမ်းမကြီးကိုရင်းကိုဝမ်းလုံးကြည့်လိုက်တယ်လားအားမရှိတော့တချို့ကြတော့လည်းမကြတော့ဘူးခေါ်တယ်ခေတငယ်ချင်းမကြောက်ဘူးခေါ်ခေတငယ်ချင်းမကြောက်မကြတော့ဘူးခေါ်တာဘုရားဘာဝရဘူးအော်တယ်မြာအတန်နဲ့ကြိုက်အိမ်နိုင်လားနိုင်ပါဘူးအတန်နဲ့လိုက်သွားတာပေါ့နော်အတန်လေးလည်းကြိုက်ကြတယ်အဲ့ဒါနဲ့တရားကောင်းသိနေမယ်ကပါတယ်လေတရားကောင်းသိနေရမှုပြပါဗျာဘိုးတော်ဘာဘာကိုကံနေမကောင်းခြင်းဘူးလားကောင်းခြင်းပါဗျာကောင်းရင်ဘာတွေကိုပြင်ရအောင်လဲပြင်ပါဗျာကံကိုပြင်ရမယ်ရတာနဲ့ဒီကုသဘာလူနေမေးတဲ့မိကုန်း9ချက်ဒီ9ချက်ကိုလိုက်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါဗျာဟုတ်တယ်ရတာနဲ့ငနေရောတဲ့ကောင်းကောင်းကြီးလေးကောင်းကောင်းပြည့်စုံတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့ထိုးရဝါရီလည်းပဲဆရာနေလို့တဲ့ကုသိုလ်ကမှုကြောင့်မနာမတရားမဘုံနေတံကိုလင်းမြန်စောစွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးခ
ခါထားလေးတော့တော့ဆုံးသကြရအောင်မာဇာသဗ္ဗသုဒ္ဓယံဒုဝဋ္ဌံဒုမင်္ဂလာဒုတေဒုဒုက္ခတေဂမေဘုရင်ဒုသဗ္ဗပါရမေမာဇာသဗ္ဗကိုကြီးကိုငါကိုဒီသာနိုင်ပြောကြဆံရတရဝဟုဓမြတို့သည်လုံဇယံတို့အိမ်မယမကောင်းစွာမိတ်၍နှစ်သက်ဒီသာအိဆာနိုင်ကြပါစေကုန်သတည်းလူမင်္ဂလာကြတရေရှဝေလံတဖြင့်ဆံပွင့်ရအောင်သူဖြစ်၍ဟောက်တန်တို့ကောင်းစွာမိုးတော့အလေးရောက်လိုက်ရာထာမြောင်မိုးချနိုင်ကြပါစေကုန်သတည်းဒုက္ခတေကမေအဘေဒုက္ခတိရောက်မည်အကြောင်းမကောင်းကြီးဆိုဒုစရိုက်မျိုးကိုဒုချင်းသူတော်လက်နာတရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမေအလောင်းအလျာဖြေကောင်းရသည်သုံးဖြာစေလီပါရမီအပေါင်းအကျင့်ကောင်းကိုဘူရင်တူတဇင်တဇင်ရင်တရရင်အောင်မလင်ပုံဒီဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း